ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားကြီး channel လေးကနေစိတ်ဝင်စားပွဲထူးခြားဆန်းကျင်တဲ့ရင်ပိုဖြစ်ရမှန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါကြောက်ရောက်လို့လာခဲ့ပြန်ပါပြီဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့မန္တလေးတိုင်းဂါကြီးအဆင့်အကျဉ်းထောင်မှထောင်မှုကြီးကိုယ်တိုင်ကြုံတွေ့ခဲ့ရသောအကျဉ်းထောင်လောကမှာထူးဆန်းတဲ့ဖြစ်ရတစ်ခုလို့အမည်ရတဲ့စိတ်ဝင်စားပွဲထူးခြားဆန်းကျင်တဲ့ရင်ပိုဖြစ်ရမှန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားဆင်ခံစားအားပေးကြပါဦးခင်ဗျာရှေ့ထုံးကိုပယ်ခဲ့မိ၍ကျွန်တော်တို့ဘိုးဘွားပြီးပြင်လက်ထက်ကလေးကကျင့်သုံးခဲ့ကြတဲ့ဆိုတော့မြမဆိုရိုးရှိစကားတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့ရှေ့ထုံးလည်းမပယ်နဲ့ဈေးသုံးလည်းမလွယ်နဲ့တဲ့ထိုစကားကိုရှေးရိုးစံသူများကယနေ့ကာလထိလက်ဆွဲပြုကျင့်သုံးကြပါတယ်အချိန်နဲ့တပြေးညီလိုက်ပါနေတဲ့သူတို့ကတော့အားလုံးကိုလက်မခံခေတ်ကာလနဲ့ကန့်ညီတာများကိုသာကျင့်သုံးပြီးခေတ်နောက်ကျနေတာများကိုပယ်ကြပါတယ်ခေတ်ရှေ့ပြည့်နေတဲ့သူတို့မှာတော့အဲ့ဒီရှေးဆိုရိုးကိုလုံးဝမလိုက်နာပဲစွန့်ပယ်ထားကြတယ်အဲ့ဒီရှေးဆိုရိုးရဲ့အဖြေသဘောမှာရှေးထုံးကိုပယ်ရင်လွယ်မာတတ်တယ်ဈေးသုံးကိုလွယ်ရင်မွေးတတ်တယ်ဆိုပြီးတော့ဖြစ်ပါတယ်စဉ်းစားစရာမှာရှေးထုံးကိုပယ်တိုင်းလွယ်မာတတ်သလားဈေးသုံးကိုလွယ်တိုင်းမွေးတတ်ပါလေသလားအဲဒီစကားကိုလိုက်နာကျင့်သုံးကဘယ်လောက်ထိအကျိုးရှိမလဲတကယ်လို့မလိုက်နာပါကဘယ်လောက်ထိအကျိုးရုံနိုင်ပါသလဲထို့ပြင်ထိုစကားနဲ့စံကျင်ဘက်အစိုးတစ်ခုကရှိနေပြန်နေဟောင်းမင်းဟောင်းလဲမကောင်းတော့ပါစွန့်ပေးရတဲ့ဘယ်လောက်ပဲဟောင်းမြင်တော့ရှေ့ထုံးပဲဖြစ်နေစီကမူခေတ်လျောက်ကျင့်သုံးရမကောင်းတော့ဘူးဆိုရင်စွန့်ပေးရမယ်လို့ဆိုလိုဟန်တူပါတယ်ဒါကြောင့်ယနေ့ခေတ်လူများအနေနဲ့အထက်ဖော်ပြပါများနဲ့မြစ်တိချက်ကိုလိုက်နာကျင့်သုံးရမလဲကျွန်တော်တို့ရဲ့သဘောအရကတော့ခေတ်ရှေးပြည်သူတို့ရဲ့အယူဆကိုအပြည့်အဝထောက်ခံကြပါတယ်အဘဲကြောင့်ဆိုတော့ကျွန်တော်မှငယ်စဉ်ကစပြီးအဖိုးဘွားတို့ပြောသမျှရှေးစကားများဆိုရင်ယုတ်တိမတန်ပုံမြင်ဆန်နေခေတ်နောက်ကြတယ်ဆိုပြီးတော့အမြဲလိုဝေဖန်ပြောဆိုတဲ့လေရှိခဲ့လို့ဖြစ်ပါတယ်အဲ့ဒီအကျင့်မှလည်းကောင်းသလားဆိုသလားမစင်ကျင်နိုင်ခဲ့တော့လေငယ်ရွယ်စဉ်ကတည်းကမိပြောက်မိမိသွားခဲ့တင်ပါတယ်အခုတော့အဲ့ဒီအကျင့်ကကျောင်းသားရွယ်မှလည်းမပြောက်ဆယ်တန်းအောင်လို့တက္ကသိုလ်ကဘွဲရပြီးတဲ့ထိလည်းမပြေဒီလိုနဲ့အကျင့်ဦးစီးဌာနမှာထောင်မှုဖြစ်လာတဲ့အခါမှာတော့ကျွန်ုပ်ရဲ့ထော်လော်ကန့်လန့်နိုင်တဲ့အကျင့်ဆွဲနဲ့ထောင်ဝန်ထမ်းတို့ရဲ့အစဉ်ဆက်လိုက်နာမြဲဖြစ်တော့ရှေးရိုးစင်လာဒလိထုံးစံများနဲ့မကြာခဏဆိုသလိုထိတ်တဲ့ရင်ဆိုင်ညှင်းဆန်ဖြည့်ရှင်ခဲ့ရပါတယ်အဲလိုရင်ဆိုင်ခဲ့ရသောရှေးထုံးပြဿနာများနဲ့ကျွန်ုပ်ရဲ့တသက်တာမှာလုံးဝမေးပြောင်းလို့မရနိုင်ခဲ့သောအလွန်တရာထူးခြားဆန်းကျယ်ပြီးဂမ်ဘီယာဆန်းလာတဲ့ဖြစ်ရဆန်းတစ်ခုကတော့စာရေးသူကျွန်ုပ်ထောင်မှုတင်နန်းဆင်းပြီးတဲ့နောက်ပထမဆုံးတာဝန်ထမ်းဆောင်ရသည်မှာမန္တလေးတိုင်းဒေသကြီးတွင်အေယာဝတီမြစ်ကမ်းတစ်ဘေးမှာရှိတဲ့ဂါကြီးအဆင့်အကျဉ်းထောင်လေးမှာဖြစ်ပါတယ်အကျဉ်းထောင်မှာဗြိတိရှအစိုးရလက်ထက်19ရာစုဂုံကန်နီးခန့်ကတိစောက်ထားခဲ့တဲ့အားလျော်စွာ၎င်းရဲ့ပုံသဏ္ဍာန်မှာလည်းရိုးရှင်းပြီးရှေးဟောင်းဆန်ပါတယ်အကျဉ်းထောင်ရဲ့ပုံစံကသာရှေးဟောင်းဆန်တာမဟုတ်တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းအများစုမှာဒေသခံအနေကျသူများဖြစ်လို့တော့မသိသူတို့ရဲ့ပြောဆိုနေထိုင်မှုလူမှုဘဝအတွေ့အမြင်များမှာလည်းရှေးရိုးဆန်တဲ့ဓလေ့ထုံးစံများလွှမ်းမိုးလျက်ရှိတာကိုတွေ့ရပါတယ်ကျွန်တော်ဒီနေ့သပင်ခဏသွားညှက်လိုက်အောင်မယ်ဆရာတရက်မနက်ပိုင်းကက်စီရီတက်ကြက်ခင်မောင်ကရုံးခန်းမှာလာရောက်ပြီးတော့တည်ဖို့ခွင့်တိုင်းနေဟာကက်စီရီနဲ့ဒီနေ့ကအလုံနဲ့ညမယ်ဗျမနှက်ပြန်တောက်ကြနေကြမှာညှက်ပါလားကက်စီရီကခေါင်းကုန်တွင်ခါပြသွားတယ်မဖြစ်ဘူးဆရာကျွန်တော်ကတောက်ကြသားလေပြီးတော့မွေးနေ့တောက်ကြတဲ့နေ့လားကေတာဆန်မဖြစ်ရတဲ့ဆရာရဲ့ကျွန်တော်ကစိတ်ထဲမှာပြုံးမိတယ်အဲ့ဒါခင်ဗျားတို့အယူဆမှားနေတာဗျကျွန်ုပ်ရဲ့စကားကြောင့်ကစီမျက်လုံးဝိုင်းသွားပါတယ်ဗျမှားနေတယ်ဟုတ်လားဆရာဟုတ်တယ်ကစီအမှန်ကခင်ဗျားပြောတဲ့မွေးနေ့တောက်ကြတဲ့နေ့လားကေတာဆန်မဖြစ်ရဆိုတာတနင်္ဂနွေသားသမီးတွေကိုတတ်တတ်ရင်းညွှန်းထားတာဗျဟုတ်လားဆရာဒီလိုလေသူ့ရဲ့မွေးနေ့တနင်္ဂနွေနေ့ရဲ့အညွှန်းနေ့ဖြစ်တဲ့တနင်္လာရဲ့မွေးနိုင်ရဲ့6ခုမြောက်ဖြစ်တဲ့ဇပွဲနံတောက်ကြနေ့ရဲ့အဲ့ဒီ3ရက်မှာဇ
သပင်မှညက်ရဖို့လို့ဆိုလိုတာဗျဒါဆိုကျွန်တော်တို့တောက်ကြသားတွေကြတော့ရောဘယ်နည်းတွေသပင်ညက်ရမတဲ့လဲဆရာခင်ဗျားတို့အတွက်ဆိုရင်တော့မွေးနေ့တောက်ကြရဲအညွန့်စနေနေ့ရဲမွေးနေ့ရဲ့6ခုမြောက်ဇပွဲနံဗုဒ္ဓဦးနေ့ရဲအဲ့ဒီ3ရက်ပဲဗျအော်အဲ့လိုလားကျွန်တော်တော့မသိပါဘူးဆရာရဲ့အဲ့ဒီမွေးနေ့တောက်ကြတင်းလာနေ့တွေမှာသပင်ညက်မိရင်ကျမ်းမာရေးထိခိုက်တယ်လို့လူကြီးမိဘတွေရဲ့ပြောစကားရအဲ့ဒီရက်တွေကိုရှောင်ပြီးညက်နေခဲ့ကြတာပါအမှန်တော့အဲ့ဒီယူဆတွေကကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာမှာမရှိဘူးဗျပြမနာပုံနာတွေတွသွင်းရေးသားထားတဲ့ဗေဒင်ကျမ်းဂန်တွေရအယူမအတွေးမတွေဖြစ်နေခဲ့ကြတာပါ။အိုးအဲ့လိုလားဆရာ။ခင်ဗျစဉ်းစားကြည့်တယ်ဗျာ။ကျွန်တော်တို့ဝန်ထမ်းတွေဆိုတာသပင်ညက်ဖို့ရက်ရွေးနေလို့မဖြစ်ဘူးဗျ။အားလည်းနေညက်ရတာပဲ။သပင်ညက်တဲ့ရက်မှားလို့အနာရောဂါရတယ်လို့များကြားဘူးလို့လား။အဲ့ဒါကြောင့်ဂစီရေးလေးရှေးထုံးဆိုတိုင်းမျက်စိမိတ်ပြီးမယုံလိုက်နဲ့နော်။ယုတ်တိတန်ရဲ့လားအတိတ်ပဲရှိရလားဆိုတော့ကိုပိုင်ညာနဲ့အရင်ချင်းချင်းအောင်ဗျ။ဟုတ်ကဲ့ပါဆရာ။တောက်ကြတာကစီရေးကိစ္စရှင်းလို့မှမကြသေးပါဒုတိယတက်ကြထွန်းစင်ရဲ့ဇနီးဖြစ်သူမအေးမနဲ့ဖခင်ဖြစ်သူတို့ကျွန်တော်ရဲ့အိမ်ကိုရောက်လာကြပြန်နေဆရာကိုထွန်းစင်ကိုမနှက်ပြန်မန်းလေးစားဖို့မလွတ်လို့မဖြစ်ဘူးလားရှင်မအေးမကမေးပါတယ်ကျွန်တော်ကတာရေးနာရေးကိစ္စတစ်ခုအကြောင်းထင်းလို့ဘာကြောင့်ကိစ္စများရှိလို့လဲဗျမအေးမကဖခင်ဖြစ်သူကိုလှည့်ကြည့်ပါတယ်အော်ဒီလိုပါဆရာမနှက်ပြန်တသားနေလည်းဖြစ်တယ်ပြီးတော့ဝါရမိတ်တို့ကြီးလည်းကြားတယ်လေအဲ့ဒါတပတ်ခါမှလွှတ်ပေးနိုင်မလားလို့ပါကျွန်တော်ကသူတို့နှစ်ဦးကိုဝေးကြည့်လိုက်တယ်မအေးမကအသက်စိတ်ဘဝညခံရှိသေးလို့အတွေ့အကြုံဘုသူဒအားနဲ့သူဖြစ်နိုင်တော့လေဒုတက်ကြထွန်းစင်ရဲ့ဖခင်ဦးလာစိန်ကတော့အသက်40ကျော်50နီးပါးရှိနေပါပြီဒီတက်ရွယ်ဆိုရင်ဘာသာရေးနဲ့ပတ်သက်ပြီးအတော်သင့်နားလည်သင်နေပါပြီဒါကြောင့်ကျွန်ုပ်လေးလာထားသလောက်ရှင်းပြရန်အတွက်ဆုံးဖြတ်လိုက်မိတယ်ဒါနဲ့မအေးမရောဦးလစိန်မှာမြန်မာလူမျိုးဗုဒ္ဓဘာသာဝင်နေမို့လားဗျဟုတ်ပါတယ်ဆရာကျွန်တော်တို့မိသားစုအလုံးမြန်မာဗုဒ္ဓဘာသာဝင်တွေပါဟိုလေထေရဝါဒဗုဒ္ဓဘာသာဝင်တွေပါနော်ဟုတ်ကဲ့ဟိုထေရဝါဒဗုဒ္ဓဘာသာဝင်တွေပဲဆိုပါတော့ဒါနဲ့ဒါကိုဘာလို့မေးတာလဲဆရာဦးလစိန်ကသူ့ကိုယ်သူသိပြီးမသေးကြတဲ့ဟန်နဲ့ပြန်ပြီးတော့မေးတယ်ဒီလိုပါထေရဝါဒဆိုတာရှင်မဟာကတ္တပစတဲ့မထေရကြီးတွေကအစင်မပြတ်ဆင်းသက်လာခဲ့တဲ့ဗုဒ္ဓသာသနာဖြစ်ပါတယ်။ဒါနည်းအားဖြင့်တော့မြတ်ဗုဒ္ဓရဲ့ဓမ္မစစ်ဓမ္မမှန်တွေကိုတတဝဝိနည်းတို့ကိုယ်တိုင်ရှင်းရှင်းလင်းလင်းသိမြင်လာစေဖို့ဆိုတဲ့စေတနာနဲ့ယေရှုပြဋ္ဌာန်းခဲ့တဲ့ဝါဒလေးဖြစ်ပါတယ်။ထေရဝါဒရဲ့အလိုရနတ်ပြည်ရောက်ခြင်းရင်ဒါနသီလဆိုတဲ့ကောင်းမှုတွေကိုပြုလုပ်ဖို့လိုတယ်။မတ်ဖို့နိဗ္ဗာန်ရခြင်းရင်တော့သမထဝိပဿနာဘာဝနာပွားများရမယ်။ငရဲကြမဲ့ဘေးကလွတ်မြောက်ဖို့ဆိုရင်တော့မကောင်းမှုဒုစရိုက်တွေကိုရှောင်ရမယ်။ဒါတွေကိုတော့ဦးလာစိန်တို့ကောင်းကောင်းသိပြီးသားဖြစ်မှာပါ။ဟုတ်ကဲ့ကျွန်တော်နားလည်ပါပြီ။ကျွန်တော်သားကိုရုံးမိတ်ထုတ်ထားတဲ့အတိုင်းမနှက်ပြန်မန္တလေးကိုစာပို့လွှတ်လိုက်ပါဆရာ။လာအိမ်မှာသွားစို့။ဦးလာစိန်ကပြောပြတာနဲ့ဟိမ်မော်ကခတ်တော့ဆင်သွားပါတယ်။အိမ်မကနောက်ကနေကြတဲ့ကြရိုက်ဆင်လိုက်သွားတယ်။ကျွန်ုပ်ကတော့ကျင်းနဲ့စွာပြုံးလိုက်မိတယ်။အမားကြရင်အမှန်ဖြစ်ဆိုသလိုရှေးထုံးဆိုတိုင်းအစင်ချင်းမဲ့မျက်စိမဲ့ယုံကြည်ကျင့်သုံးလာခဲ့ကြတော့ဒီအကျဉ်းတော်မိသားစုရဲ့အစွဲတစ်ခုကိုအောင်မြင်စွာချွတ်လိုက်နိုင်လို့ပဲဖြစ်ပါတယ်။သို့တော့အဲ့ဒီပြဿနာကိစ္စကိုရှင်းလင်းလို့ရတရပတ်မြတ်တော့မကြံလာသေးပါ။ရှေးထုံးမှန်ရင်အစင်မြဲဝေဖန်ပြည့်ရပြုလို့ရှိတော့ကျွန်တော်မောင်တသက်နဲ့တကူမပြေးပြောင်းနိုင်လောက်အောင်ထူးခြားဆန်းကျက်တဲ့ဖြစ်ရဆန်းတစ်ခုနဲ့ထိတ်တဲ့ရင်ဆိုင်ကြုံတွေ့ကြရပါပြီ။စေယုံတင်ထားတဲ့ဒုတက်ချက်တင်မြင့်အချင်းတွေသိမကောင်းဘူးတဲ့ဆရာ။တနေ့ညနေထောင်ပိတ်ချိန်မှာကက်စီရေးကတည်င်းလာပို့ခြင်းဖြစ်ပါတယ်။ဟုတ်လားဗျ။သူ့ယောဂါကမတက်တာဘူးလား။မတက်တာတဲ့ပြင်တနေ့တခြားပို့ပြီးတော့ဆိုးလာတယ်တဲ့။ရိုးမစကန်ကပါလာတဲ့ငါဖျားဖို့ကအခုအုံနောက်ထဲထိရောက်နေပြီတဲ့။ကြည့်ရတာသိမကြတော့ဘူးထင်တယ်ဆရာ။ကျွန်တော်ကအဲ့ဒီကိစ္စကိုထောင်မိန်ထံကိုဆက်ပြီးတော့တည်င်းပို့လိုက်တယ်။ထောင်မိန်ကစေယုံကိုကိုယ်တိုင်တစ်ခေါက်သွားကြည့်ရတဲ့လိုအပ်တာများပြင်ဆင်ထားရန်ညွှန်ကြားပါတယ်။ကျွန်တော်မှာရေးဌာနစိတ်ကိုတာဝန်ယူထားသူဖြစ်တာကြောင့်ဝန်ထမ်းရေးရမှာတာဝန်ရှိတယ်။ကျွန်တော်စေယုံကိုသွားကြည့်တဲ့နေ့မှာပဲဒုတက်ချက်တင်မြင့်ဆုံးပါသွားခဲ့ပါတယ်။
ကျွန်ုပ်ကထောင်ပိုင်ကြီးထံကိုချက်ချင်းအကြောင်းကြားလို့နာရေးကိစ္စအတွက်လိုအပ်တာများကိုအမြန်စီစဉ်ဆောင်ရွက်ရတယ်။ကဲဒီအမိန့်ပြန်တန်းကိုခင်ဗျားကိုယ်တိုင်တင်းညွန်ကန်နေဖတ်ကြပြီးပြန်တန်းဆောင်ရွက်ကိုအကောင့်နဲ့ထည့်ပေးလိုက်ပါ။အာသူဝချမယ်နေ့မှာထောင်ပိုင်ရဲ့အမိန့်ပြန်တန်းဖတ်ကြရန်ကျွန်ုပ်ကိုတာဝန်ပေးတယ်။ကျွန်ုပ်ရဲ့စိတ်ထဲမှာတော့ဒီကိစ္စကအလွန်တရာရှိကြပြီးခင့်နဲ့မလျော်ညီတော့ဘူးဆိုပြီးယူဆမိတယ်။ကြည့်ပါဦး။အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ဒေသူရဲ့ရုံလောင်းကကျွန်ုပ်ဖတ်ပြတဲ့အမိန့်ပြန်တန်းကိုကြားနိုင်ပါဦးမလား။အဲ့ဒီအမိန့်တိုင်းတွားလို့ရကိုတွားနိုင်ပါဦးမလား။ကျွန်ုပ်အနေနဲ့ကတော့ဒေသူမှာဒီအမိန့်ကိုကြားလည်းမကြားနိုင်လိုက်လည်းမလိုက်လာနိုင်ဘူးဆိုပြီးအခိုင်အမာယုံကြည်တယ်။ဒီလိုဆိုရင်ရုပ်လောင်းကိုမြင်းမြုပ်တင်းညိုကန်ဒီမှာအမိန့်ပြန်တန်းကိုဖတ်ကြားနေလို့ဘာမှအကြောင်းထူလာစရာမရှိပါ။ဒါကြောင့်လေအဲ့ဒီနေ့ကကျွန်တော်အမိန့်ပြန်တန်းကိုဖတ်ပြမနေတော့ပဲစာရွက်ကိုတော့အကောင့်ထဲကိုထည့်ပြီးတော့တင်းကြိုစေခဲ့ပါတယ်။ပြဿနာကရက်လက်ဆွန့်ကြွေးပြီးနောက်တည့်ရက်ညမှာစတင်ခဲ့ပါတယ်။ဆရာတင်မြင့်ရဲ့အခန်းမှာတရေ6လို့တဲ့ညတကောင်ကျော်ခန့်ဂက်စီရေးကလာပြီးတော့တည်ပို့ခြင်းဖြစ်ပါတယ်။ဟာဂက်စီရေးနဲ့ပေါပေါရှာရှာတရေဆိုတာရှိမှမရှိပဲဗျ။ဟုတ်တယ်ဆရာ6တော့အမှန်ပဲဗျ။နေပါဦးဂက်စီခမရကတေချာပေါကြီးပြောရအောင်ခမရကိုယ်တိုင်မြင်ခဲ့လို့လားအဲ့လိုတော့မဟုတ်ပေမဲ့တင်မြင့်ရဲ့မိမကိုယ်တိုင်အချောက်ခံရတာတဲ့ဆရာအခုတင်မြင့်မိမအိမ်မှာရှိလားဗျသူ့အိမ်မှာမနေရလို့ကျွန်တော်အိမ်ကိုရောက်နေတယ်ဆရာဒါနဲ့တင်မြင့်အိမ်မှာဘယ်သူတွေကြမ်းခဲ့တော့သူ့မိမတယောက်တည်းပါဆရာဟုတ်လားတယောက်တည်းကြံရစ်ခဲ့မှာတော့စိတ်ကကြောင်ချောက်ချဖြစ်ပြီးသူ့ယောက်ျားကိုဆွဲလန်းပြီးမြင်အောင်လို့နေမှာပေါ့ဘယ်ကတည်းကဟောမှာတော့ကဲပါကစီမိမဘော်တယောက်လောက်ထည့်ပေးပြီးပြန်အိတ်ခန်းလိုက်ပေါ့ဗျဟုတ်လားဟုတ်ကဲ့ပါဆရာအခြေအနေမှာအဲ့ဒီနေ့မိုးစင်စင်လင်းတဲ့ထိဘာသာမှမကြတော့ပါအားလုံးအဆင်ပြေသွားလို့ဖြစ်လိမ့်မယ်ကျွန်တော်မှမကြသေးခင်ကအကျဉ်းသားချင်းရိုက်မှုနဲ့ပတ်သက်ပြီးမြို့နယ်တရားရုံးကိုနောက်တစ်ရက်မှာတက်တည်သွားပြီးတော့ခံနေရတာကြောင့်ညကကိစ္စကိုမေးရန်ကစီရင်နဲ့မတွေ့နိုင်သေးပါအခင်းဖြစ်ပြီးနောက်တစ်ရက်ညမှာလေဘာသာမှထပ်ပြီးတော့မကြသဖြင့်တရေချုပ်တဲ့ကိစ္စမှာကျွန်တော်ယူဆတယ်လို့တေသူတင်မြင့်ရဲ့ဇနီးစိတ်ဆွဲလန်းလို့သာဖြစ်ပေလိမ့်မယ်။တို့ပေမဲ့တရေချုပ်ပြန်ပြီတဲ့ဆရာရဲ့အခင်းဖြစ်တဲ့နေ့မှာတရက်ကျော်ညသကောင်ကျော်ခန့်ကစီရဲ့အတန်ကိုကြားရပြန်ပါလိမ့်။ဒီတစ်ခါတော့သူတယောက်တည်းမဟုတ်တော့သူရဲ့ဇနီးပြင်တေသူတင်မြင့်ရဲ့ဇနီးပါလိုက်ပါလာခဲ့ပါလိမ့်။ဘယ်လိုဖြစ်တာလဲကစီမင်းညကတော့မိမအဖော်ထည့်ပေးလိုက်လို့အစင်ပြေသွားပြီအောင်းမိနေတာကျွန်တော်ကအေကမ်းမှာနေရပေးရင်နဲ့ပြန်ပေးလိုက်တယ်ကစီကတော့ကတင်မြင့်ရဲ့ဇနီးကိုလက်ညွှန်ပြပြီးဆရာနဲ့မင်းညကဒီမိန်းကလေးကသူအိမ်မပြန်ပြရသေးနဲ့ဆိုပြီးတငုံငိုဒီလုံနေလို့ကျမတို့အိမ်မှာပဲညသိခဲ့ရတယ်လေကဲဒီနေ့ညတော့တခြားအဖော်လဲလိုက်ရဲမှာမဟုတ်တော့ကျမပဲအဖော်လိုက်လို့တော့မယ်ဆိုပြီးသူတို့အိမ်မှာညအိတ်ခဲ့ကြတယ်ရှင်။အိုးအဲ့ဒါဆရာကြီးညအိုးပိုင်းကတော့အေးချမ်းချမ်းအိတ်လို့ရပါမယ်ညတကောင်လောက်မှာတော့မိဖို့ကြောင့်ဘက်ကအိုးတွေခွက်တွေဒုံခွန်းနဲ့ပြုတ်ကြတန်းကြားတယ်။အိုးဒါကတော့ကြွက်တိုးတာပဲဆိုပြီးဆက်ပြီးတော့အိတ်လိုက်တယ်။အဲ့ဒါဘာမှမကြားလိုက်ဘူး။အေကန်ဘက်ကတချက်ချက်နဲ့ရှောင်းဝင်လာတဲ့ခြေတံတွေကိုကြားလို့လန့်နိုးသွားပြန်တယ်။မိန်းကလေးကလာပြီးနဲ့ပြောရင်သူ့ရဲ့တကူလုံးတဇက်ဇက်တုံပြီးကျမကိုအတင်းဖတ်ထားတယ်။အဲ့ဒီချိန်မှာခြေတံတွေကကျမတို့အိတ်ခမ်းထဲဝင်လာတဲ့ကိုကြားတယ်။ခဏနေတော့ကျမတို့အိတ်နေတဲ့ကတင်ကြီးကတငင်းငင်းနဲ့လှုပ်လာတယ်လို့ခံစားရတယ်။နောက်တော့ကတင်လှုပ်တာတဖြည်းဖြည်းကျန့်လာပြီးကျမတို့ရောကတင်ကြီးရောလေထဲကိုမြောက်တက်သွားတယ်။ပြီးတော့ကတင်ကြီးကလေထဲမှာစောင့်သွားလို့ကျမတို့ထပြီးကြော်လန်အားနဲ့အိမ်မောကနေဥရောက်ဖရောက်ဆင့်ပြေခဲ့မိတယ်။အိမ်ရောက်တော့ကစီကိုပြောပြတော့မှသူကကျမတို့ကပါဆရာစီကိုခေါ်လာခဲ့တာပါကစီကတော့ကမျက်လုံးပြူမျက်စံပြူဖြစ်နေပုံမှာယခုထိကြောက်ရွံ့နေတဲ့ဟန်ပဲဖြစ်ပါတယ်သူမမှာအသက်အပြင်40ကျော်50တွင်းဖြစ်ပြီးဝန်ထမ်းလိုင်းအတွေ့အကြုံလည်းအတော်တန်ရှိပုံရပါတယ်ကျွန်တော်မှာရှေးရိုးဆန်တဲ့တရေချောက်ချင်းကိုအယုံကြည်မရှိတော့လေကစီကတော့လို့အမျိုးသမီးရဲ့စကားမျိုးကိုတော့ချွင်းချက်ထားပြီးစဉ်းစားတင်တယ်လို့ထင်ပြီးတယ်ကျွန်တော်ကတင်မြင့်ရဲ့ဇနီးကိုအကဲခတ်လိုက်ပြီး
နင်တနေ့ညကအချောက်ခံတော့ကရောဘယ်လိုပုံစံမျိုးတော့အဲ့ဒီညကခုနကစီကတော့ပြောတဲ့အတိုင်းအချင်းရော6ပုံချောင်းလေးပါအလုံးတစ်ပုံနဲ့ပဲဆရာကျွန်တော်ဘယ်လိုလုပ်ရပါမလဲခေတ္တမြစဉ်းစားလိုက်ပြီးတဲ့နောက်ကဲဒီလိုလုပ်ဗျာမလက်ပြန်ညကြရင်ဒီနေ့တိုင်းပဲတီးခံပြီးကစီကတော့တို့နှစ်ယောက်အိပ်ပေးကြပါညကြကျွန်တော်ကိုယ်တိုင်လာစစ်မယ်ဟုတ်လားဟုတ်ကောင်းပါပြီဆရာနောက်တစ်ရက်မှာကျွန်တော်တာဝန်မှုကြတဲ့ရက်ဖြစ်တာကြောင့်ထိုနေ့ညပိုင်းမှာထောင်ထဲမှာနေပြီးတော့ည7:00 နာရီခွဲကမှတေသူတင်မြင့်ရဲ့နေအိမ်ကိုထွက်လာခဲ့ပါတယ်အိမ်ရဲ့အိတ်ခမ်းထဲမှာကစီရေးကတော့နဲ့တင်မြင့်ရဲ့ဇနီးတို့ရှိနေအောင်ကျွန်တော်ကတိတ်တိတ်နေကြရန်ပြောပြီးအိတ်ခမ်းရဲ့ဘုရားဆောင်အောင်အမောင်ရိပ်ထဲမှာထိုင်ဆောင်နေမိတယ်ထောင်ဘူးကဘဟုကင်းစီမှာည7:00 နာရီတန်ချောင်းခုတ်တန်ကိုကြားလဲရတယ်ညတကောင်ရောက်ပါပြီကစီရေးကတော့တို့စကားအရတရေလာတဲ့အချိန်ခါပါကျွန်တော်ကအသားငိမ့်ပြီးစိတ်ရည်လက်ရှင်နဲ့စောင့်နေလိုက်တယ်ည7:15 မိနစ်မထူကြသေးည7:30ဒီတိုင်းပဲည7:45 မိနစ်လှုပ်ရှားမှုမရှိဒီလိုနဲ့မနက်တနာရီကျော်လာတဲ့အထိဘာမှအကြောင်းမထူလို့ကစီရေးကတော့တို့ကိုနှုတ်ဆက်ပြီးထောင်ထဲကိုပြန်ဝင်လာခဲ့တယ်ဒါတို့ကတော့ဘာမှမပြောခဲ့တော့လေငါကလေးကရှေးရိုးယူဆများကိုမယုံကြည်တဲ့တော့ကျွန်တော်မှယခုကိစ္စမှာလေတရေချောက်ချင်းမဟုတ်ဘဲနဲ့မိမတို့ရဲ့ကြောက်စိတ်ကြောင့်ထင်အောင်ထင်မှားဖြစ်ချင်းဆိုပြီးကောက်ချက်ချလိုက်မိတယ်ကျွန်တော်ရဲ့ယူဆချက်ကိုပို့ပြီးတော့ခိုင်မောင်တက်သေးထူနိုင်ရန်အတွက်ဒေသူတင်မြင့်ရဲ့အိမ်မှာ3ညတိုင်စောင့်ကြည့်ခဲ့ပါသေးတယ်သို့တော့တရေမဆိုးထားတဲ့တစီမင်းစားတကောင်လေးမြတော့လာပြီးတော့မချောက်ပါတို့တိုင်အောင်ကျွန်တော်စောင့်မကြည့်တော့တဲ့ညများမှာတော့ဒေသူရဲ့အိမ်မှာတရေက6မြေ6လျက်ပဲရှိကြောင်းဝန်ထမ်းများထံမှပြန်ပြီးတော့ကြားပြန်နေဒီတော့ကျွန်တော်ဘာကိုယုံရတော့မလဲဒီနေ့မှာတော့ကျွန်တော်ရဲ့ဦးလေးတော်သူအငိမ့်သားထောင်ပန်းကြီးအညာဖျားဘူးလာရင်နဲ့အိမ်ကိုရောက်လာရကျွန်တော်ကတရေ6တဲ့ကိစ္စကိုရှင်းပြလိုက်မိတယ်ဟာငါတို့ကကိုမင်းမိတ်ပိုင်ရှင်ဖြစ်နေမှမသိပဲကိုကွာဗျဘလို့မင်းအာနာရှင်လဲဦးလေးကျွန်တော်ကအားတသိမ့်မေးမိတယ်ငါတို့အစိုးရဝန်ထမ်းတွေဆိုတာအထက်ကလာတဲ့အမိန့်တိုင်းလိုက်နာဆောင်ရွက်ရတာကြီးပဲကွာဒါကြောင့်ငါတို့ကိုယ်တိုင်မင်းမိတ်ကိုပိုင်ဆိုင်တဲ့သဘောမျိုးဖြစ်နေတာတကယ်လို့မင်းကသာဒုတက်ချက်တင်မြင့်ရဲ့ရုံလောင်းရှိမှာအထက်ကပေးတဲ့အမိန့်ပြန်တန်းကိုသာဖက်ခဲ့လိုက်မယ်ဆိုရင်အဲ့ဒီဝန်ထမ်းမင်းမိတ်တိုင်းသွားလို့ရကိုသွားနိုင်မှာအမှန်ပဲကွာအခုတော့မင်းကရှေးရိုးစင်လာကိုစံကျင်ရွက်တိုက်ပြီးအမိန့်ပြန်တန်းမဖက်ခဲ့တော့ဒေသူကမကြွမလွတ်နိုင်ပဲသူရဲ့ဘောဟောင်းကအိမ်မှာပဲတဝဲလေလေဖြစ်နေရတာလေကွာပြီးတော့မင်းကတေး6တာကိုမယုံလို့ဆိုပြီးတေးတွေအိမ်မှာ3ညတိုင်သွားပြီးတော့စောင့်တော့တရေအချောင်းမခံရဘူးနော်ဟုတ်တယ်မလားဟုတ်တယ်ဦးလေးဘယ်လာ6ခံရပါမလဲကွာမင်းပြန်နှံဖက်ဖို့အာနာရှိတဲ့မင်းကိုတရေကကြောက်တယ်လေကွာဒါကြောင့်မင်းလာရင်ရှောင်နေပြီးမင်းမရှိတော့မှပြန်ပြီးတော့ကြောက်နေတာမလားဟုတ်တယ်ဦးလေးအေးငါတို့မင်းတခုသိထားမှာကရှေးထုံးဆိုတိုင်းပေပြရမှာမဟုတ်ဘဲနဲ့လောကမှာငါတို့လူသားမန်ရဲ့အသိဉာဏ်နဲ့လိုက်လို့မမိနိုင်တဲ့အရာတွေအများကြီးရှိနေတယ်ဆိုတာပဲကွာဟုတ်ဦးလေးကျွန်တော်သဘောပေါက်ပါပြီဒါဆိုဒီပြဿနာရှင်းသွားအောင်ကျွန်တော်ဘယ်လိုဆက်ပြီးလုပ်ရမလဲဗျဒါကလွဲပါတယ်ကွာတင်ငင်တွေကဒုတက်ချက်တင်မြင့်ရဲ့မြေပုံရှိမှာအမိန့်ပြန်နဲ့သွားပြီးဖက်လိုက်ရုံပါပဲဦးလေးရဲ့စကားတွေးထွက်အောင်မှန်ပါတယ်အံ့ဩစရာကောင်းဒီမောင်ကျွန်တော်ကိုယ်တိုင်တေသူရဲ့မြေပုံရှိမှာအမိန့်ပြန်နဲ့သွားဖက်ပြီးတဲ့နေ့ကစပြီးတေး6တဲ့ဆိုတဲ့အတန်းလုံးဝမကြရတော့ပါဟုတ်ကဲ့စိတ်ဝင်စားပွဲထူးခြားစမ်းကြည့်တဲ့ရင်ဘိုကံမီရဖြစ်ရမှန်ဇလန်ကောင်းလေးကိုမင်းသား channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုဉာဏ်ရည်သွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီး comment မှာဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသား channel လေးကနေထူးခြားစမ်းကြဲလောဝဆန်းကျဲတဲတဲ့ရင်ဖို့ပရလောကကံမီယာရဲမတန်မူခင်းဖြစ်ရမှန်ဇလန်ကောင်းများစွာကိုနေသမပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ